အားလုံးပဲမင်္ဂလာပါ CC Bar Sport Channel လေးမှာပြန်လည်ကြိုဆိုပါရစေစီးကိန်းအတွက်အဆင်သင့်ဖြစ်နေပြီလို့ပြောလို့ရတဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကတော့အသင်းရဲ့နီးစနစ်ပိုင်းအားဖြည့်မှုတစ်ခုအနေနဲ့ထိရောက်တဲ့ဆုံးဖြတ်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်ဒါကတော့လက်တလောကမှာ ISP အသင်းနဲ့အတူအာရှချန်ပီယံလိခီးနှင်ခဲ့တဲ့နီးပြချုပ်ဒေါ်ဆန်းဆန်းသိန်းကိုမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းရဲ့လက်ထောက်နီးပြအဖြစ်ခေါ်ယူထားပါတယ်လက်ရှိလက်ရွေးစင်အသင်းရဲ့နီးပြချုပ်ကတော့ဂျပန်လူမျိုးနီးပြယူကီဖြစ်ပြီးတော့ဒေါ်ဆန်းဆန်းသိန်းကတော့အထောက်အကူပြုအနေနဲ့တာဝန်ယူညွှန်ကြားပေးမှာဖြစ်ပါတယ်အသင်းရဲ့အဓိကဆုံးဖြတ်ချက်တွေပြိုင်ပွဲအတွင်းအရေးကြီးတဲ့နီးစနစ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုတော့နီးပြချုပ်ယူကီကပဲဆုံးဖြတ်မယ်လို့သိရပါတယ်ဒေါ်ဆန်းဆန်းသိန်းကတော့လက်ရွေးစင်ကစားသမားတွေနဲ့လည်းအကျွမ်းတွင်ရင်းနှီးမှုရှိပြီးတော့ ISP အသင်းနဲ့အတူအာရှချန်ပီယံလိခြေစစ်ပွဲနဲ့အုပ်စုပွဲစဉ်တွေကစားခဲ့ရမှာလက်ရွေးစင်ကစားသမား9ဦးအထိကိုအငှားခေါ်ယူကစားစေခဲ့တာကြောင့်နီးပြနဲ့ကစားသမားတွေကြားဆက်ဆံရေးကတော့ကောင်းမွန်မှုရှိတယ်ချိတ်ဆက်မှုရှိနေမယ်လို့ကျွန်တော်တို့ထင်ပါတယ်ခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာလည်းကွင်းအတွင်းရလက်ကိုပြောင်းလဲပေးနိုင်တဲ့အဓိကကစားသမားအများစုဖြစ်ပြီးတော့ပရိသတ်စိတ်ကြိုက်ဖြစ်တဲ့ခင်မာလာထွန်းဖြူဖြူဝင်းစန်းတော်တော်နော်တထက်ဝေဖြူဖွေးတို့လည်းပါဝင်နေခဲ့ပါတယ်လာမယ့်စီးကိန်းမှာတော့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းရဲ့ Legend Player လို့ပြောရမယ့်ဝင်းသိန်ကြီးထွန်းကလည်းပြန်လည်ပူးပေါင်းလာအောင်မှာဖြစ်လို့စီးကိန်းနဲ့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကတော့လက်ရှိအချိန်မှာပြည်သက်စိတ်ဝင်စားမှုအများဆုံးဖြစ်လို့နေပါတယ်ဒေါ်ဆန်းဆန်းသိန်းရဲ့ပူးပေါင်းလာမှုနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်မယ့်အကျိုးဆက်လေးတွေအပြောင်းလဲလေးတွေကိုလည်းဘယ်လိုထင်ပါသလဲမိတ်ဆွေတို့သုံးသပ်ပေးခဲ့ကြပါဦးနားဆင်ပေးတဲ့ဒုတိယချင်းတိုင်းအေဂျင့်ပျော်ရွှင်ပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြမှာမမေ့ပါနဲ့အားလုံးပဲနှုတ်ဆက်ပါတယ်